ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကြားမှာနှုတ်ခမ်းမွေးအဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်စိုးရိမ်ထိတ်လန့်မှုတွေအထူးမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေအရအဆိုပါအဖွဲ့ဟာမြန်မာရွှေပြောင်းလက်သားတွေကိုအဓိကပြစ်မှတ်ထားပြီးလိုက်လံရှာဖွေစစ်ဆေးတာတွေပြုလုပ်နေတာပါ။ဒီလုပ်ရက်တွေဟာတရားဝင်ရဲတပ်ဖွဲ့ဝင်တွေထက်တောင်ပိုပြီးကြောက်ရွံ့စရာကောင်းတဲ့အခြေအနေကိုရောက်ရှိနေပြီလို့သိရပါတယ်။အခုလိုအာဏာပိုင်မဟုတ်တဲ့အဖွဲ့အစည်းတစ်ခုကလိုက်လံစစ်ဆေးနေခြင်းဟာဒေတာရင်းဥပဒေစိုးမိုးရေးကိုထိခိုက်စေနိုင်တယ်လို့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။လူမှုကွန်ရက်အသုံးပြုသူတွေကတော့ဒါဟာအာဏာပိုင်တွေရဲ့လုပ်ပိုင်ခွင့်ကိုကျော်လွန်နေသလိုအပြစ်မဲ့သူတွေအတွက်ပါဘေးကင်းလုံခြုံမှုမရှိတော့ဘူးလို့ထောက်ပြထားကြပါတယ်။ဒါဟာလူအခွင့်အရေးချိုးဖောက်မှုနဲ့ဥပဒေမဲ့လုပ်ရက်တွေဖြစ်လာနိုင်တဲ့အတွက်အထူးစိုးရိမ်စရာအခြေအနေပဲဖြစ်ပါတယ်။လက်ရှိမှာတော့သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ဒီအခြေအနေကိုအနီးကပ်စီးစစ်ဖို့လိုအပ်နေပါသည်။ဥပဒေနဲ့အညီမဟုတ်တဲ့စစ်ဆေးမှုတွေကိုထိန်းချုပ်ပေးဖို့နဲ့မြန်မာနိုင်ငံသားတွေရဲ့လုံခြုံရေးကိုအာမခံချက်ပေးနိုင်ဖို့အမြန်ဆုံးအရေးယူဆောင်ရွက်သင့်တယ်လို့တောင်းဆိုမှုတွေရှိနေပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ TM Monitor ပါ။